Hello ပန်းကောက်ပြီးစိမ်းကိုအခုချိန်ဒီ broccoli လို့အတန်ထွက်နေတဲ့လူလေးရှိသေးလား။အဲ့ဆိုလို့ဆိုရင်တော့အတန်ထွက်အမှန်ကိုတစ်ချက်လေးလိုက်ကြည့်ကြည့်အောင်နော်။ broccoli broccoli နောက်ကနေပြီးတော့အတူလိုက်ဆိုကြည့်အောင် broccoli broccoli Okay အဲ့ဆိုလို့ဆိုရင်ဥမာစာကြောင်းလေးတစ်ချက်လေးလိုက်ကြည့်ကြည့်အောင်နော်။ကျွန်တော်ပန်းကောက်ပြီးစိမ်းကြိုက်တယ် I like broccoli I like broccoli နောက်ကလိုက်ဆိုကြည့်အောင် I like broccoli I like broccoli ကျွန်တော်ပန်းကောက်ပြီးစိမ်းနေတိုင်းစားတယ်I eat broccoli every day. I eat broccoli every day. နောက်ကနေတစ်ချက်လိုက်ပြောကြည့်အောင် I eat broccoli every day. မနေ့ကကျွန်တော်ဝယ်ခဲ့တဲ့ပန်းကော်ပီစင်ကဘယ်မှာလဲ Where is the broccoli I bought yesterday? Where is the broccoli I bought yesterday? နောက်ကလိုက်ပြောကြည့်အောင် Where is the broccoli I bought yesterday? Where is the broccoli I bought yesterday? ပန်းကော်ပီစင်ကရေခဲတစ်တာထဲမှာThe broccoli is in the fridge. The broccoli is in the fridge. နောက်ကနေလိုက်ပြောကြည့်အောင် The broccoli is in the fridge. သူကပန်းကော်ပီစိမ်းမကြိုက်ဘူး He doesn't like broccoli. He doesn't like broccoli. နောက်ကလိုက်ပြောကြည့်အောင် He doesn't like broccoli ပဲဖြစ်ပါတယ်။အဲ့ဆိုလို့ဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်။ Bye bye.